เขาว่ากินนี่นะวะ โอ้ยายซุ่มมะเย็น น้องอยู่ข้างใน อ่ะบ้าတော့ฮะ ไล่อยู่ โอ้ကောဘရာနော်မွေဟောက်တောကြီးမွေဟောက်ဖြစ်မယ်နော်ဟာ โอ้ระวัง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 มาดู လူကြီးလက်မောင်းတစ်လုံးစာလောက်ရှိမယ်နော်အိုးဟာမြန်တယ်နော် ระวังระวังระวังมันดุมันดุ အိုးဒါထိုင်းပါနော်ထိုင်းပါအဲ့ရောဘာချန်တို့အဲ့စီယုံချန်တွေမှာနေတဲ့လူတွေအရင်ခူးဆိုင်ကြနော် เอาไปนี่ก็ได้ အိုး โอ้ยระวัง ပြင်းတယ်နော် โอ้โหเดี๋ยวตัวใหญ่จัง အိုး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  ระวังนะระวัง ဒီမှာအရင်ပေါ်ရနော်ထိုင်းဘက်တွေမှာအရင်ပေါ်ရလို့မျိုးတွေတောတွေမှာနေရလို့ โอ้ย ခါခဏတွေ့ရတယ် ดุจังไอ้ตัวนี้ ဇက်ဘက်အုံးနေရရှိရနော်ဇက်ဘက်အုံးနေစီအုံးနေချန်နေမှာဆိုလို့ရှိရင်ဒီပေါင်လုံးစာလောက်ရှိရဇက်ဘက်အုံးနေ ไซส์ใหญ่ အိုးရိုးတော့မလို့ရနော်တစ်ချက်ပေါက်လိုက်တော့ခါလေစေးမရှိဘူးနော် อะไรวิ่งตามระวังมด စေးရုံတော့မိမှာမဟုတ်ဘူးအိုးကြောက်စရာကြီး เอางอก่อนใจเย็นลูกใจเย็น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 บังกันได้หรือไม่อ่ะเขาว่ากินนี่นะวะ အိုးအရင်ဇွတ်မရဲနဲ့နော်ဒုက္ခပဲ เอาดูเหลี่ยมด้วยตากล้องระวังด้วยเดี๋ยวไปวิ่งเดี๋ยวแป๊บนึง อืม โอ้ยดึงหางไว้ดึงหางไว้ มีอะไรอยู่บนหัวนะ ดึงหางไว้เห็บ အိုး ใหญ่ သူတို့တွေကနော်အဲ့လိုလူနဲ့နီးစက်ရအောင်လာပြီးလူတွေရဲ့တချို့ဟိုရောဘာချန်နေဒီမှာဆိုလို့ရှိရင်နော်လူမနေတော့တဲ့အိမ်အဆုပ်တွေရှိတယ် ว่าอย่างเดียว အဲ့ဒီအိမ်အဆုပ်တွေရဲ့အထဲတွေထဲမှာသူတို့ခိုအောင်နေတာနောက်ပြီးအိမ်ခေါမိုးတို့ထုတ်တန်းနေမှာခိုပြီးတော့သူတို့ပတ်နေကြတာနော်မိုးလာခိုတာပေါ့နော် ตามมาที่กว้าง တဘောကဘေးအန်တယ်တို့လည်းကြောက်တယ်လာခိုကြတာပေါ့နော် ๆอะไรหูหน้าไอ้มันหิวหรือเปล่า ဖြည်းဖြည်းစိတ်ရှိရှိနဲ့ဖြည်းဖြည်းနဲ့လုံးမရမယ်နော်ဟိုးမလွယ်ဘူးနော် ดุจังน่าจะไล่อะไรมา ထိုင်းမှာတော့မွေမတက်ဘူးနော်မွေတက်တာပြူတာမရှိဘူးသူတို့သက်ဆိုင်ရာဌာနဆိုင်ရာနေဖန်ဆီးပြီးတော့ဟိုးတောနဲ့ထဲပြန်သွားလွတ်ပေးတာ ใจเย็น ကြာရင်ဖြည်းဖြည်းလေနော်ရန်မလောပါနဲ့နော်ကိုယ့်အတွက်လည်းအန်ရရှိရယ်နော်အိုးကြိုင်မယ်ဟာဝါ โอเค အိုးဒီလိုတော်လေးကိုနော်ရဲတာပဲတို့လည်းအတက်နဲ့စွန့်ပြီးတော့နော် เหนื่อยวิ่ง ဖမ်းရတာပဲမလွယ်